ယနေ့ခေတ်ရဲ့အမှန်တရားအချို့အိမ်ကြီးကြီးတွေစောက်ကြတယ်ဒါပေမဲ့မိသားစုဝင်အရေးအတွက်တွေနဲတထက်နဲလာကြတယ်ဝဲတွေတစ်ခုပြီးတစ်ခုယူလာကြတယ်ဒါပေမဲ့အဝဘေးသည့်ပညာတွေပို့ပြီးတော့နဲလာကြတယ်စိတ်ပညာတွေပို့ပြီးတော့တိုးတက်လာပေမဲ့လူတွေရဲ့ကျန်းမာရေးဟာတနေ့တခြားပို့ပြီးတော့မကောင်းတာတွေဖြစ်ပြီးဆုပ်ယုပ်လာကြတယ်ဝင်ငွေတွေမြင့်မားလာအောင်အလုပ်တွေစူးစမ်းပြီးလုပ်ကြပေမဲ့စိတ်ရဲ့ငြိမ်းချမ်းခြင်းတွေကတဖြည်းဖြည်းနဲ့နေပါလာကြတယ်။ဉာဏ်ရည်ဉာဏ်သွေးတွေပုံမမြင့်မားလာပေမဲ့ခံစားမှုနဲ့ကိုယ်ကျင်းစာတရားတွေပို့ပြီးတော့နေပါလာတယ်။ဘုဒ္ဓတွေတိုးလာကြပေမဲ့စင်ကြယ်တော်တရားနဲ့ဉာဏ်ပညာတွေကနေပါလာတယ်။ချစ်ဇလန်းတွေအများကြီးရှိပေမဲ့တကယ်အချစ်စစ်နဲ့ချစ်တဲ့ပုဂ္ဂိုလ်တွေဆိုတာရှားပါးကုန်ကြပါတယ်။ online မှာတငယ်ချင်းတွေအများကြီးရှိပေမဲ့တကယ်အပြင်ဘဝမှာတော့တငယ်ချင်းအစ်စ်ဆိုတာအင်မတန်မှရှားပါးလာတယ်။ငွေတွေပေါ်ရှံနေကြပေမဲ့မေတ္တာတရားတွေခေါင်းပါလာကြတယ်။ရက်တွေအများကြီးတောက်လာကြပြီးတော့ရေကိုနည်းနည်းပဲတောက်သုံးကြတော့တယ်။လူဦးရေတွေအများကြီးတိုးတက်လာကြပြီးကမ္ဘာကြီးမှာလူတွေများလာပေမဲ့လူသားဆန်မှုနဲ့ကိုကျင်းစာတရားတွေခေါင်းပါပျောက်ကွယ်သွားကြတယ်။ဈေးကြီးတဲ့နာရီတွေပတ်ထားကြတယ်ဒါပေမဲ့အချိန်တွေသိမ့်မရှိကြတော့ဘူး။လကဘာဘောကိုသာသွားနေရောက်နေကြပေမဲ့ကိုဘေးနာကအိမ်နီးနာချင်းတွေဟာဘသူပဲဝါဆိုတာတော့မသိရှိကြတော့ဘူး။ယနေ့ခေတ်ရဲ့အမှန်တရားအချို့ပဲဖြစ်ပါတယ်။